နေတာအဲ့တော့ဘောင်းနေတာဗျာဟမ်ဒီရောက်အတင်နာရောက်ရောက်မလေးဗျာဒီလေးကတက်လီတော့မောတယ်โอ้ล่ะဒီပြုံးလေးမှာရုပ်ရှင်ဇာတ်ကားတွေဗီဒီယိုတွေလိုက်ရိုက်တဲ့အချိန်မှာဒီပြုံးလေးမျိုးကဒီမျိုးဦးစီတွေပြပြအများလာဘူးလေအဲ့တော့ဆိုတာငယ်လေးရှိတယ်ဒါလာငယ်လေးရှိတယ်အဲ့ချိန်မှာကြပြဒီလေကားလေးသားလေးကိုချီပြီးတော့ကြပြတက်ခဲ့တယ်ဘူးဆိုရင်အသားလေးအရွယ်တစ်ခုရောက်လာဒီရောက်လာဘူးဆိုတော့တခါသားကြပြကိုပြန်ပြီးတော့ဝယ်ရတယ်ဒီလေးဘာဖြစ်တဲ့ရောက်လာလို့ဆိုတော့နည်းနည်းလေးကျမ်းမာရေးအစားနည်းနည်းမောရာကြီးပိုင်းရတော့ရှိတယ်ပေါ့တားတယ်။ဒါပေမဲ့ငါသားလေးအခုတပည့်ကိုဒီတွဲခေါ်လာတယ်။ငါသားလေးကုတူရောက်တယ်။သားလေးကလေးပါ။ကျဆိုဒီကချားစေးကတော့စေးတော့တောက်ပါဒါပေမဲ့တောက်တဲ့စီးရတယ်စီးဆိုလို့ဒါမိုင်းဆွေတယောက်ကတောက်ပုံပေးထားတဲ့စီးတစ်ခုတော့ရှိအဲ့ဒါကအဖေများနေမှာဖေကိုဘရော့ဘူးဆိုတာဝင်တာဟိုအဲ့စီကောင်းမှာပါတယ်ပြုတ်တာကတိုင်ဒီခဏပဲစားဒီဆေးကိုဘယ်လိုလူတွေတောက်သုံးတယ်လဲဆိုတော့အားကစားသမားတွေအလုပ်ပင်ပန်းပြီးတော့စိတ်ဖိစီးနေများတယ်အားရကုန်ခံပြီးတော့ပင်ပန်းနေတဲ့သူတွေခြေလက်ထောင်ချင်ပြီးတော့အာယုံကြောအားနေတဲ့သူတွေရက်ပီယာတောက်သုံးတဲ့သူတွေကိုခံအားတိုးတက်ကောင်းမှုနေတဲ့သူတွေလန်းဆန်းတက်ကြွတဲ့သူတွေတောက်သုံးနေရပါတယ်ဒီရဒီမှာစေးအဲ့ဒီမှာပါတဲ့ဗီတာမင်စီကခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုတိုးတက်ကောင်းမှုစေပြီးတော့ပြင်ပရောဂါတွေကိုကာကွယ်ပေးတယ်ပြီးတော့ကောင်းတဲ့ချက်က anti-oxidant action နဲ့ပေါင်းတယ်ဖြစ်ဖြစ်ငယ်လေးပြီးစီတော့ကြည့်လိုက်ပါအဲ့ဆိုရင်အဲ့လောက်ညုံတော့ဘယ်ဘယ်တော့ဘူးနော်တော့ရေးပါလားပြောတော့ဒီမှာရေးစင်တစ်ပါပဲဗျာရောဘာဖြစ်တာတော့ဖေဖေလမ်းဆောင်ပါလေရှောက်ပြောနေနဲ့ဆေးရမှာဖေဖေခုပဲတော့ဖေဖေလဲချောင်းမှာပဲရှိသေးရအေးလေဦးလေအဲ့ဆေးကလေချောင်းနဲ့ပဲရှိသေးတယ်မလားလေချောင်းနဲ့ပဲရှိသေးတော့လမ်းဆောင်ရတာဘိုက်ထဲရောက်ပို့ပြီးတော့တက်ချော့သွားသေးတယ်မင်းမယုံဘူးလားမယုံမယုံမင်းကတော့မင်းတော့ PSC ဖေဖေမြဲရွှေလန်းကျမ်းပါစေဖို့ဖေဖေမြဲတောက်နေတဲ့ဒီ YC PNC RC လေးနဲ့ဒီဖေမြန်းလေးမှာဖေဖေကိုကြောက်ပါတယ်နော်တောက်လို့ပါကဲအတားလေးကဘုရားတောက်စီချင်တဲ့ YC PNC ကိုဖေဖေအားရှိတောက်ဟုတ်လားအတားလေးကြောက်ပါချမ်းပါစေဘုရားYC PNC Facebook page ကနေလည်း YC PNC RC လေးတွေကိုဝယ်ယူလို့ရပါတယ်ခင်ဗျာ